ဒီနေ့ကကြတော့ဘာလေးသွားမလဲဆိုလို့ရှိရင်ဒီ Adventure ရဲ့ Chapter 3ခန်းလေးသွားမယ် Chapter 3ခန်းလေးရဲ့ခေါင်းစဉ်တွေကကြတော့ဘာလေးလဲဆိုလို့ရှိရင် A Bad Day ပေါ့နော်ဒီ A Bad Day ထဲမှာသူတို့ဘယ်လိုတွေပြောကြည့်ရောဘယ်လိုတွေ Adventure အလုပ်ရက်တွေလုပ်ကြမယ်ဆိုတာလေးပြောကြည့်ကြမယ်နော်အဲ့ဆိုလို့ရှိရင် Becky ဆွမ်းနာကလှပရဲ့ Chapter 2မှာပေါ်လာတဲ့လှပရဲ့ဆိုတဲ့ကောင်မလေးပေါ့နော် Becky was sick ဘာဖြစ်လဲဆိုလို့ရှိရင်ဖြစ်ခဲ့တယ်ပေါ့နော်နေမကောင်းဖြစ်ခဲ့တယ် and ပြီးလို့ရှိရင် didn't go to school for many days didn't go မသွားခဲ့ဘူးတဲ့ to school ကျောင်းကိုမသွားခဲ့ဘူးတဲ့ for many days နေ့တွေအများကြီးကိုပဲတဲ့ကျောင်းမသွားခဲ့ဘူးတဲ့နေမကောင်းလို့ကျောင်းမသွားဘူးပေါ့နော်အဲ့တော့ Tom was very sad အဲ့တော့ Tom ကဘာဖြစ်လဲဆိုလို့ရှိရင်အရန်ဝမ်းနေပေါ့နော်အဲ့တော့ one morning တနေ့တော့မနက်ခင်းမှာ he said to Auntie Polly ကိုသူကပြောခဲ့တယ်တဲ့ Tom ကနေပြီးတော့ပြောတယ်ပေါ့နော် Auntie Polly I'm very sick ကျွန်တော်အရန်နေမကောင်းဖြစ်နေတယ် and ပြီးလို့ရှိရင် I want to stay home from school I want to stay home ကျွန်တော်ဘာမှနေချင်လဲအိမ်မှာနေချင်တယ်လို့ပြောတယ် from school ကျောင်းနေပြီးတော့ပြန်လာတယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်မှာပဲနေတော့မယ်ကျွန်တော်နေမကောင်းတဲ့အတွက်ကြောင့်တော့ဆိုပြီး Auntie Polly ကိုပြောလိုက်တယ်ပေါ့နော် Auntie Polly က said ပြောလိုက်တယ် here is some medicine ဒီမှာဆေးချို့ရှိရယ် take this တောက်လိုက်ပေါ့နော် and ပြီးလို့ရှိရင် you can get well quickly မင်းမြန်နေကောင်းသွားလိမ့်မယ်ဒီလိုပုံစံလေးပြောရတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင် Tom ကသူ့ကောင်မလေးပေါ့နော်သူ့ကောင်မလေး Becky ကနေပြီးတော့နေမကောင်းဖြစ်တဲ့အတွက်သူကနေမကောင်းလိုက်ဖြစ်ချင်တာပေါ့နော်အဲ့တော့အเจ้าမသွားချင်မနဲ့သူကညံစင်တာအဲ့တော့ but ဒါပေမဲ့ Tom didn't like the medicine Tom ကလေ didn't like မကြိုက်ဘူးတဲ့ the medicine ဆေးတွေတောင်းလာတာမကြိုက်ပေါ့နော် Peter ဆိုတာဘာတူလဲဆိုလို့ရှိရင် Beckett Peter ဆိုတဲ့ကြောင်လေးပေါ့နော် Peter ပါလေဆိုလို့ရှိရင်ကော်မာလေးခံလိုက်တယ် Beckett ကြောင်လေးပေါ့နော်အဲ့တော့ Peter ဆိုတဲ့ကြောင်လေးက came into the room ဘယ်ကိုလာခဲ့လဲဆိုလို့ရှိရင်အခန်းထဲကိုဝင်ခဲ့တယ်တဲ့ and ပြီးလို့ရှိရင် look at Tom ကိုကြည့်ခဲ့တယ်ပေါ့နော် Peter ဆိုပြီးတော့ Tom ကနေပြီးတော့ခေါ်လိုက်တယ် Tom said have some medicine မင်းဆေးတွေတောက်လိုက်တာလား Peter has some medicine Peter ကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဆေးတွေကိုတောက်လိုက်တယ်ပေါ့နော် he didn't like it သူကအဲ့ဒါကိုတောက်ပြီးတော့သူကြိုက်ပေါ့နော်ဆေးရခါတာကိုကျောင်းကမသိဘဲနဲ့တောက်ထည့်လိုက်တာအဲ့ဒါကြောင့်မို့ he went quickly out the open window ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ခလီအဲ့ကြောင်လေးရပါတော့ went quickly out the open window တကားပွင့်ထားတဲ့ပတင်းပေါက်ကနေပြီးတော့မြန်ဆန်လေးထွက်သွားတယ်တဲ့ and ပြီးလို့ရှိရင် into the yard ဘယ်တဲ့ဝင်သွားလဲဆိုလို့ရှိရင်ချန်ပီယံကိုထွက်သွားတယ်ပေါ့နော်အဲ့တော့ Antipoli watch Peter Antipoli ကလည်း watch ကြည့်ခဲ့ဘယ်သူ့ကိုကြည့်ရလဲဆို Peter ကိုကြည့် why did you do that why did မင်းဘာလို့ဒီလိုမျိုးတွေလုပ်ခဲ့တာလဲ Tom ဆိုပြီးတော့ပြောတယ်တဲ့ she asked angrily ဘာဖြစ်လဲ she asked မေးတယ်ဘယ်လိုမင်းဘာလို့ဒါတွေလုပ်ခဲ့ရလဲTom ဒီလိုပုံစံမျိုးနဲ့ Antipoli ရတယ်ဒေါသရည်နဲ့နေလိုက်တယ်ပေါ့နော် you are a very bad boy မင်းတကယ်ဆိုတဲ့ကောင်လေး go to school now အခုပဲကျောင်းသွားတော့ဒီလိုပုံစံမျိုးပြောလိုက်တယ်အဲ့တော့ Tom arrived at school Tom ကနေပြီးတော့ကျောင်းရောက်တယ်အားလေးစောစောကြီးကိုကျောင်းရောက်ခဲ့တယ်တဲ့ and ပြီးလို့ရှိရင် he wait for Becky ဘသူ့ကိုစောင့်ဆိုင်ခဲ့တယ်သူ့ကောင်မလေးဖြစ်တဲ့ Becky ကိုစောင့်ဆိုင်ခဲ့တယ်ဘာမှစောင့်ဆိုင်တာလေဒါဆိုလို့ရှိရင်နေရာပြဖို့ကိုပြောရမယ်ဆိုလို့ရှိရင်ပါလေ at their school friends ကျောင်းချန်စီကိုထဲမှာစောင့်နေခဲ့တယ်ကျောင်းဝင်းထဲမှာစောင့်ခဲ့တယ်ပေါ့ကွာပြောချင်တာ she arrived early သူမလည်းစောစောပဲရောက်လာခဲ့တယ် to ဆိုတော့လဲပဲ she arrived early to သူမလည်းပဲစောစောစီစီရောက်လာခဲ့တယ်တဲ့ but she didn't ဒါပေမဲ့သူမလုပ်ခဲ့ဘူးတဲ့ဘာမလုပ်ခဲ့တာလဲ look at Tom ကိုသူမကြည့်ခဲ့ဘူးတဲ့ she went into school ကျောင်းပဲသွားခဲ့တယ် Don't walk away Tom ကတော့ away ကိုထွက်သွားတယ် he didn't want to go to school now သူဒီနေ့ကျောင်းမသွားချင်ဘူးတဲ့ he was very sad ဘာလို့လဲဆိုတော့သူအရန်ဝမ်းနေလို့ပါတဲ့ကဲအဲ့ဆိုလို့ရှိရင်ဒါ chapter 3ရဲ့ part 1အပိုင်းလေးပြီးပြီပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်နောက်ထပ် part 2အပိုင်းလေးကိုလည်းစောင့်မျှော်လိုက်အောင်နော်စောင့်မျှော်ရအောင်မယ်နော် part 2မှာဘာလေးပါကြမလဲဆိုတာလေးထပ်ပြီးတော့ကြည့်ရအောင်နော်ကဲဟုတ်ပါပြီဘိုင်ဘိုင်ပါအင်္ဂလိပ်စာသင်တန်းလေးတက်ချင်တယ်ဆိုလို့ရှိရင်လည်းလာရောက်သင်ကြားလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်